ဖိလစ်ပိုင်နိုင်ငံရဲ့ခေါ်ဒီရာယာတုံတန်းတွေရဲ့အမြင့်ပိုင်းဘက်စကလန်ဆိုတဲ့ရွာလေးထဲမှာတော့သူ့ရဲ့မျိုးနွယ်စုတွေထဲမှာနောက်ဆုံးကြံရည်သူဖြစ်တဲ့မျိုးသမီးကြီးတူနေထိုင်နေပါတယ် Hakaran hang udagasan Natagunမမ်မာပတ်တော့ဆိုတာကတော့ကာလင်ကာတိုင်းရင်းသားတွေရဲ့ရိုးရာတက်တူပညာရှင်တွေကိုခေါ်ဆိုတဲ့အမည်ပဲဖြစ်ပါတယ်ဒီပညာရှင်တွေဟာနှစ်ပေါင်းထုံချီကြာမြင့်ခဲ့ပြီဖြစ်တဲ့သူတို့ရဲ့အသက်ပညာမှာကျွမ်းကျင်နှက်ဆက်သူတွေဖြစ်ပြီးရင်တုန်းကတိုက်ပွဲတွေမှာအောင်နိုင်ခဲ့တဲ့စစ်သည်တော်တွေကိုပဲတက်တူထိုးပေးလိမ့်ရှိကြပါတယ်နှစ်စဉ်နှစ်တိုင်းမှာကဘာလေခီးတဲ့ထံပုံများစွာဟာဝန်အွန်ကိုတွေးဆုံဖို့လာနေကြပါတယ်သူမရဲ့နာမည်ကျော်တက်တူကိုထိုးနှက်နိုင်ဖို့အတွက်ခက်ခဲတဲ့ခီးလန်းကိုဖျက်ဆီးလာကြပါတယ်ကိုချိန်မှာဝန်အွန်ဟာနောက်ဆုံးကြံရှိတဲ့မမ်ဘာပတ်တော့တူဖြစ်ပေမဲ့သူမရဲ့မိသားစုရိုးရာကိုဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့အတွက်ညီမလေးကိုဒီတက်ပညာတွေသင်ကြားပေးနေပြီဖြစ်ပါတယ်